dress လေးတွေကို try အောင်လုပ်ပေးရတာအရင်ကိုကြားနေပြီပေါ့နော်အခု local brand ဖြစ်တဲ့ Andrea dress လေးတွေကိုပဲရွေးထားပါတယ်ဒီ dress လေးတွေကိုပဲ try လေးလုပ်ပေးမယ်ပြီးလို့ရှိရင်ဘယ်လိုလေးဝင်လှလဲဆိုတာအဝင်ပဲနဲ့တူတူကြည့်အောင်နော်ပထမဆုံးအနေနဲ့ကဲဘယ် dress လေးဖြစ်မလဲဒီ dress လေးကတော့အရန်ကိုချစ်ဖို့ကောင်းတဲ့ပြင်မှာ color ကတော့ဒီတစ်ယောင်ပဲရတယ် size ကတော့ small medium နှစ်မျိုးရမယ်ပေါ့နော်အရင်လည်းမတူလို့အရင်လည်းမရှိဘူးပေါ့အရင်ချစ်ဖို့ကောင်းတယ်ဒါမျိုးဖက်လေးနဲ့ဝတ်မယ်ဆိုလို့ရှိရင်အရင်လိုက်တယ်ကဲဒုတိယကောင်ဝင်လေးကတော့ဝတ်လက်လို့ရှင်အရန်ကကဲ့ရလေးရှိရပါတော့။သူကအဖက်ပိုင်းလေးကိုအကားပုံစံလေးလုပ်ပေးထားတယ်။ဘယ်ဘယ်ကူဝတ်ပြထားတဲ့အရောင်လေးကတော့ cream အမြောင်နဲ့ပြီးတော့ grey ရောင်လေးရသေးတယ်။ size ကတော့ small medium နှစ်မျိုးပေါ့။အရင်လေးမတူတဲ့အတွက်ရုံတက်တဲ့ချိန်ဆိုလို့ရှိရင်လည်းဝတ်လို့ရတယ်။နောက်ဆုံးဒီ dress လေးကတော့ living a white လေးကိုမှသူအပေါ်မှာပေါင်တန်လေးလေးပေါ်အောင်လို့အကွဲလေးနှစ်ခုလုပ်ပေးထားတယ်။ဖျားဖျားလေးလည်းတက်ပေးထားတယ်။ဘယ်ဘယ်ကူဝတ်ပြထားတဲ့အရောင်လေးကတော့ grey လေးပေါ့နော်။သူကနောက်ထပ် purple လေးရသေးတယ်။ size ကတော့ small medium နှစ်မျိုး။ကူဝတ်ပြထားသလိုအဖြူလေးနဲ့ဝတ်မယ်ဆိုလို့ရှိရင်လည်းအရင်ကိုပေါ်တယ်ပေါ့နော်။ဒီဝတ်စုံလေးတွေကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ M3 page မှာမှာယူလို့ရပါတယ်။ဘယ်ဒီဗီဒီယိုလေးရဲ့ caption မှာ link လေးချပေးထားပါတယ်။ဘယ်ဒီဗီဒီယိုလေးကိုဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးမင်္ဂလာပါ